Kaka lesson 1 Hello guys ဒီနေ့မှာတော့ Kaka အခြေခံအသုံးပြုနည်းကိုကျွန်တော်သင်ပေးတော့ပါမယ်ဒါဆိုကျွန်တော်တို့စလာကြရအောင်ပထမဦးဆုံးဗီဒီယိုတစ်ပုဒ်ထည့်မယ်ဆိုရင်ကျွန်တော်တို့ new video ကိုနှိပ်မယ်ဒီမှာဗီဒီယိုနဲ့ photo ဆိုတာရှိတယ်ကျွန်တော်တို့ကဗီဒီယိုထဲမှာမို့ဗီဒီယိုကိုပဲရွေးမယ်ဒီမှာကိုကြားတဲ့ဗီဒီယိုတစ်ပုဒ်ရွေးမယ်โอเคကျွန်တော်တို့ကဒီဗီဒီယိုကိုဖွင့်ချင်တယ်ဆိုရင်ဒီကလုတ်ကလေးကိုနှိပ်လိုက်မယ်ဒါဆိုရင်ဗီဒီယိုကပွင့်သွားမယ်ကျွန်တော်တို့ဒီဗီဒီယိုကိုထောက်လိုက်မယ်ဆိုရင်ဒီဗီဒီယိုလေးကိုဒါဆက်လက်ပေးထားတာဒါမျိုးလေးဆက်လက်ပေးရလို့ရှိရင်အောက်မှာတူနဲ့တစ်ဆိုင်နဲ့တူပါလန်းလေးတွေပေါ်နေတယ်အဲ့တော့ကျွန်တော်တို့လွတ်တဲ့နေရာလေးကိုထောက်လိုက်မယ်ဆိုရင်ဒါဆိုရင်ဗီဒီယိုကိုဆက်လက်ပေးထားတာမဟုတ်တော့ဘူးဒါဆိုရင်အောက်မှာရှိတဲ့တူပါလန်းလေးတွေကလည်းပြောင်းလဲသွားမယ်โอเคကျွန်တော်တို့ဒီအောက်ကတူပါတန်းလေးကိုဒီဘက်ညာဘက်နည်းနည်းရွှေ့လိုက်လို့ရှိရင်ဒီမှာ aspect ratio ဆိုတာရှိတယ် aspect ratio ကိုကျွန်တော်တို့နှိပ်လိုက်မယ်ဒီမှာကိုကဘာအတွက်သုံးပါလဲ TikTok အတွက်သုံးပါလား YouTube အတွက်သုံးပါလား Instagram အတွက်သုံးပါလားကိုလိုအပ်တဲ့ဟာကိုရွေးလို့ရတယ်ကျွန်တော်တော့ TikTok ကိုရွေးလိုက်မယ်ပြီးရင်အမှန်ကြီးလေးကိုနှိပ်လိုက်မယ်ဒါဆိုရင်ရပြီဒါကတော့ aspect ratio ဖြစ်ပါတယ်โอเคကျွန်တော်တို့ဒီဗီဒီယိုမှာမလိုအပ်တဲ့အပိုင်းလေးတွေကိုဖျက်ထောက်ခြင်းဥပမာဗီဒီယိုကိုဒီနားလေးကနေဒါစချင်တယ်ဆိုရင်ကျွန်တော်တို့ဒီအောက်က edit ကိုနှိပ်မယ် edit ကိုနှိပ်လိုက်ရင်သူကဗီဒီယိုကိုဆက်လက်ပြလိုက်တယ်ပြီးရင်ဒီအောက်က split ကိုနှိပ်မယ် split ကိုနှိပ်လိုက်ရင်ဗီဒီယိုကနှစ်ခုကွဲသွားတယ်ပေါ့နော်ဒီမှာကိုမလိုချင်တဲ့အပိုင်းလေးကိုဒါမျိုးလေးဆက်လက်ပေးပြီးတော့ဒါအောက်က delete ကိုနှိပ်လိုက်ရင်ဒါဆိုရင်ရပြီကျွန်တော်တို့အခုဖျက်လိုက်တဲ့ဗီဒီယိုကိုပြန်ထည့်ချင်တယ်ဆိုရင်ဒီဘောကမြားလေးကိုနှိပ်လိုက်ရင်ဒါရပြီတော့ပြန်ဖြတ်ချင်တယ်ဆိုရင်ဒီညာဘက်ကမြားလေးကိုနှိပ်လိုက်ရင်ဒါပြန်ပြတ်သွားပြီโอเคဒါကတော့မလိုအပ်တဲ့အပိုင်းလေးတွေကိုဖြတ်တာโอเคကျွန်တော်တို့ဒီဗီဒီယိုရဲ့ timeline ကိုချုပ်လို့လည်းရတယ်ချဲ့လို့လည်းရတယ်ဗီဒီယိုရဲ့ timeline ကိုချဲ့ခြင်းရင်ဒီဗီဒီယိုကိုအရင်ဆုံးဒါမျိုးလေးဆက်လက်ပေးထားရမယ်ပြီးရင်ဒါမျိုးလေးလက်နဲ့ဆွဲချလိုက်ဗီဒီယိုရဲ့ timeline ကိုလက်နဲ့ဆွဲချလိုက်ဒါဆိုရင် timeline ချဲ့တာဗီဒီယိုရဲ့ timeline ချုပ်ခြင်းဒါမျိုးလေးပြန်လက်နဲ့ဆွဲချုပ်လိုက်ရင်ရပြီဗီဒီယိုရဲ့ timeline ကိုလက်နဲ့ဆွဲချုပ်လိုက်ရင်ရပြီဒါကတော့ဗီဒီယိုရဲ့ timeline ကိုချုပ်တာချဲ့တာဒီဗီဒီယိုကိုအတန်တိုးခြင်းနဲ့အတန်ချဲ့ခြင်းနဲ့ဆိုရင်ဗီဒီယိုကိုဆက်လက်ပေးထားရမယ်ပြီးမှပေါ်နုကိုနှိပ်မယ်ဒီမှာအတန်တိုးကျယ်လောက်လို့ရတယ်အတန်ဖြောက်ထားခြင်းဒီဘယ်ဘက်ချမ်းက0ကိုရွှေ့လိုက်မယ်ဒါဆိုရင်အတန်ဖြောက်တာအတန်ပြန်ချဲ့ခြင်းဒီညာဘက်ချမ်းက1000ဘက်ကိုဒါရွှေ့မယ်ဒါဆိုရင်အတန်ချဲ့တာဒီအောက်မှာ reduce noise ဆိုတာကကိုဗီဒီယိုမှာဆူညံတန်ပါရင်ဒီ reduce noise ကိုဖွင့်တိုင်းဗီဒီယိုမှာပါတဲ့ဆူညံတန်တွေကိုလျှော့ချပေးတယ်။ Okay ဒီ reduce noise ကိုသုံးမဲ့ဆိုရင်ကျွန်တော်တို့ Kaka Pro version ကိုဝယ်တော့မှပဲရမယ်။ Okay ပြီးရင်ကျွန်တော်တို့ဒီ reduce noise ကို on လိုက်မယ်။ဒါဆိုရင်ဗီဒီယိုမှာပါတဲ့ noise တွေကိုလျှော့ချပေးတယ်။ပြီးရင်ဒီမှာအမှန်ကြီးလေးကိုနှိပ်လိုက်မယ်။ Okay ဒီပြီးရင်ဒီမှာ mute click ကိုနှိပ်ပြီးတော့လည်းဗီဒီယိုရဲ့အတန်ကိုဖျောက်လို့ရတယ်။ Okay ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတွေထပ်ခြင်းနဲ့ဆိုရင်ကျွန်တော်တို့ timeline ကိုဒီဘက်နည်းနည်းရွှေ့မယ်။ပြီးရင်ဒီမှာအပေါင်းလေးကိုနှိပ်မယ်။ဒီမှာကိုကြိုက်တဲ့ဗီဒီယိုထည့်လို့ရတယ်။โอเคဒါဆိုရင်ဗီဒီယို clip ကနှစ်ခုဖြစ်သွားပြီဒါကတော့ဗီဒီယို clip ထည့်တာโอเคကျွန်တော်တို့ဒီဗီဒီယိုပေါ်မှာနောက်ထပ်ဗီဒီယိုတစ်ခုထည့်ခြင်း over လေးကိုနှိပ်မယ်add over လေးကိုနှိပ်မယ်ဒီမှာကိုကြားတဲ့ဗီဒီယိုတစ်ပုဒ်ထည့်လို့ရတယ်ဖိုတိုထည့်ခြင်းဖိုတိုကိုရွေးမယ်โอเคကျွန်တော်ဗီဒီယိုတစ်ပုဒ်ရွေးလိုက်မယ်ဒီမှာ add ကိုနှိပ်လိုက်မယ်โอเคကျွန်တော်တို့ over လေးထည့်လိုက်တဲ့ဗီဒီယိုကစက္ကန့်400တဲ့ကိုရောက်ရှိသွားပါတယ်ဒီဗီဒီယိုကိုအနောက်ကဗီဒီယိုနဲ့ဆွဲညှိလိုက်မယ်ဒီဗီဒီယိုကိုကျွန်တော်တို့အရှိပို့ချင်တယ်ဆိုရင်ဒါမျိုးလေးလက်နဲ့ဖိပြီးအရှိကိုဆွဲလိုက်မယ်โอเคပြီးရင်ဒီဗီဒီယိုကိုဒါမျိုးလေးဆက်လက်ပေးပြီးတော့
အပေါ်နည်းနည်းရွှေ့လာမယ်โอเคပြီးရင်ကျွန်တော်တို့ဗီဒီယိုကို play ကြည့်မယ်โอเคကျွန်တော်တို့ overlay ဗီဒီယိုတွေထပ်ထည့်ချင်တယ်ဆိုရင်ဒီမှာ add overlay ကိုနှိပ်မယ်ဒီမှာကိုထည့်ချင်တဲ့ဗီဒီယိုတွေထပ်ထည့်လို့ရတယ်ကျွန်တော်တော့မထည့်တော့ဘူးကျွန်တော်တို့ဒီမှာမြားလေးနဲ့ထွက်လိုက်မယ်ဒါကတော့ကျွန်တော်တို့ရဲ့ဗီဒီယိုမှာ overlay ထပ်ထည့်တာโอเคကျွန်တော်တို့ဒီဗီဒီယိုမှာစာတန်းထိုးမယ်ဆိုရင်ဒီမှာ touch ကိုနှိပ်မယ်ဒီမှာ add touch ကိုနှိပ်မယ်ဒီမှာ under touch ကိုနှိပ်ပြီးကျွန်တော်တို့စာရေးမယ်ဒီမှာ font ကိုတော့ဒါကိုကြိုက်တဲ့ font သုံးပါပြီးရင်ဒီမှာ style မှာလည်းကိုကြိုက်တဲ့အရာကိုရွေးလို့ရတယ်ဒီအောက်က size ဆိုတာကကြတော့စာလုံးကိုအကြီးသေးလောက်တာကျွန်တော်တို့ဒီမှာ stroke ဆိုတာကစာလုံးရဲ့ဘေးပေါင်းကိုအတူလျှော့လောက်တာဒီအောက်က width ကိုဒါတိုးလိုက်ရင်စာလုံးရဲ့နောက်ခံအရာဖြစ်တဲ့အဖြူရောင်ကဒါကြီးလာမယ်ပေါ့နော်အဲ့တော့ဒီမှာ stroke ရဲ့အရာကိုလည်းဒါကိုကြိုက်တဲ့အရာကိုထားလို့ရတယ်ဒါကိုကြိုက်တဲ့အရာကိုထားလို့ရတယ်ဒီမှာအဝါရောင်ထားလိုက်မယ်ပြီးဒီမှာ glow ဆိုတာကတော့ဒါအယောင်တွေဖြာထွက်တာပေါ့နော်ဒါဆိုရင်အယောင်ဖြာထွက်တော့မယ်ကိုကမထားချင်ဆိုရင်ဒီမှာဒီဘက်ကနန်းကိုနှိပ်လိုက်မယ် background ဆိုတာကကြတော့ဒါစာလုံးရဲ့နောက်ခံ background ပေါ့နော် background ကဒီမှာရွေးချယ်စရာနှစ်ခုရှိတယ်ကိုကြိုက်ထားလို့ရတယ်မထားချင်ဆိုရင်ဒီမှာနန်းကိုပဲနှိပ်မယ်ဝီဒီမှာ shadow ဆိုတာကကြတော့ဒါစာလုံးရဲ့အရေးကိုပြောတာစာလုံးရဲ့အရေးကိုလည်းဒီမှာကိုကြိုက်တဲ့အရာကိုထားလို့ရတယ်အဝါရောင်မထားလိုက်မယ်opacity ကိုဒါလျှော့လိုက်လို့ရှိရင်စာလုံးရဲ့အရေးကဒါမှိန်သွားမယ် opacity ကိုဒါပြန်တိုးလိုက်မယ်ဆိုရင်စာလုံးအရေးကပြန်ထင်းသွားမယ်ပြီးဒီမှာ cut ဆိုတာကကြတော့ဒါစာလုံးကိုကွေးလိုက်တာဒီမှာတော့ရွေးချယ်စရာတစ်ခုပဲရှိတယ်ဒါဆိုစာလုံးကွေးတာဒီအောက်မှာ intensity ဆိုတာရှိတယ်ဒါ intensity ကိုတိုးလိုက်လို့ရှိရင်စာလုံးကိုဒါစာလုံးကွေးတာအများကြီးဖြစ်သွားတယ် intensity လျှော့လိုက်လို့ရှိရင်ဒါစာလုံးကိုဒါပုံမှန်ပြန်ကွေးတာပေါ့နော်ပြီးရင်ဒီမှာ spacing ဆိုတာကကိုကစာလုံးကိုဘယ်ပုံစံထားချင်တာလဲပေါ့နော်ကိုထားချင်တဲ့ပုံစံထားလို့ရတယ်ကျွန်တော်တော့မူရင်းတိုင်းမထားလိုက်မယ်ဒီမှာ scale ဆိုတာကတော့ဒါအကြီးသေးလေးပဲစာလုံးကြီးသေးလောက်တာပြီးရင် bold underlist bold underlist မှာ B ဆိုတာကကြတော့ဒါစာလုံးကိုအယောင်တင်တာI ဆိုတာကကြတော့စာလုံးကိုစောင်းတာပြီးရင်ဒီဘက်ခြမ်းက case မှာလည်းကိုကြိုက်တဲ့ပုံစံသုံးလို့ရတယ်ပြီးရင်ဒီမှာ effort ဆိုတာကတော့ဒါစာလုံးကိုအလှဆင်ပြီးသားတွေပါဒီမှာလည်းကိုကြိုက်ရသုံးလို့ရတယ်ဒီမှာ animation ဆိုတာကကြတော့ဒါစာလုံးလေးတွေရွေ့ပြီးထွက်လာတာဒီမှာလည်း in ရှိတယ် out ရှိတယ် loop ရှိတယ် in ဆိုတာကကြတော့ဒါစာလုံးလေးတွေရွေ့ပြီးဝင်လာတာโอเคဒီမှာ in ကိုတစ်ခုယူလိုက်မယ်ဒါဆိုရင်စာလုံးလေးတွေရွေ့ပြီးဝင်လာတာပြီးရင်အောက်ကိုရွေးကြည့်မယ်အောက်မှာလည်းဒီမှာထိတ်သုံးဟာကိုယူလိုက်မယ်ပြီးရင်အမှန်ကြီးလေးကိုနှိပ်လိုက်မယ်ပြီးရင်ဗီဒီယိုကိုအစားကနေပြန် play ကြည့်မယ်ပြီးရင်ဒီမှာ animation ပြန်နှိပ်မယ်โอเคပြီးရင်ကျွန်တော်တို့ဒီမှာ loop ဆိုတာလေးကိုနှိပ်မယ် loop မှာလည်းဒါကိုကြိုက်တဲ့
ဟာတစ်ခုကိုရွေးမယ်ထိတ်ဆုံးဟာပဲရွေးလိုက်မယ်โอเคပြီးအမှန်ကြီးလေးကိုနှိပ်လိုက်မယ်โอเคဗီဒီယိုကိုအစားကနေပြန် play ကြည့်မယ်ဒါဆိုရင်ဒီစာတန်းလေးမှာအင်ကိုလည်းသုံးရတယ်အောက်ကိုလည်းသုံးရတယ်လူကိုလည်းသုံးရတယ်ပေါ့နော် animation 3မျိုးသုံးသွားတယ်โอเคဒါကတော့ animation ပါโอเคပြီးကျွန်တော်တို့ဒီမှာ animation ကိုနှိပ်လိုက်မယ်ဒီမှာ animation ဘေးကဘာဘယ်ကိုနှိပ်လိုက်မယ်ဘာဘယ်ဆိုတာကဒါစာလုံးကိုဘောင်လှလှလေးတွေထားလိုက်တာโอเคဒီမှာကိုကြားတဲ့ဘောင်တွေထားလိုက်ရတယ်โอเคကျွန်တော်တို့ဒီမှာမထားတော့ဘူးဝယ်ပြီးအမှန်ကြီးလေးဝင်နှိပ်လိုက်မယ်ဒီစာကိုကဗီဒီယိုအဆုံးထိဒါထားခြင်းနဲ့ဆိုရင်ဒါမျိုးလေးဒါဆွဲပြီးထားလို့ရတယ်အဲ့တော့မထားခြင်းဘူးဆိုရင်ဒါအရှိကိုဒါပြန်ဆွဲလို့ရတယ်ဒါကိုလိုတဲ့အထိဒါထားလို့ရတယ်ပေါ့နော်ဒီစာကိုကျွန်တော်တို့ဒီလောက်ထိပဲထားလိုက်မယ်โอเคပြီးရင်ကျွန်တော်တို့ဒီမြားလေးနဲ့ပြန်ထွက်လိုက်မယ်ဒီမြားကိုပြန်နှိပ်လိုက်မယ်โอเคဒီစာကိုဖြတ်ခြင်းဒီစာကိုဆက်လက်ပြီးမယ်ဒီမှာ delete ကိုနှိပ်လိုက်ရင်ဒါပြတ်သွားပြီโอเคဒီစာကိုမဖြတ်ခြင်းကိုပြန်ဖော်ခြင်းနဲ့ဆိုရင်ဒီဘောကမြားလေးကိုနှိပ်လိုက်ရင်ဒါရပြီโอเคကျွန်တော်တို့ဒီစာကိုဆက်လက်ပြီးလိုက်မယ်ဒီမှာ split ဆိုတာကကြတော့ဒီစာ touch layer ကိုဒါနှစ်ပိုင်းခွဲတာပေါ့နော်ဒါဆိုနှစ်ပိုင်းခွဲလိုက်တာဒါတော့လိုအပ်မှခွဲပေါ့ဒါဆိုမလိုအပ်ရင်တော့ဒါခွဲစရာမလိုဘူးပေါ့နော်โอเคမခွဲဘူးဆိုရင်ကျွန်တော်တို့ဒီဘောကမြားလေးပြန်နှိပ်မယ်ဝေဒီစာကိုဆက်လက်ပြန်ပေးမယ်ဒီမှာ style ဆိုတာကတော့ကျွန်တော်ခဏကဒါရှင်းပြပြီးတော့ပြီဒီမှာကိုကြရသုံးလို့ရတယ် animation ဆိုလဲဒါရှင်းပြပြီးတော့ပြီဒါကိုကြရသုံးလို့ရတယ် delete ဆိုတာတော့ဒါဖြတ်တာပေါ့နော်duplicate ဆိုတာကကျတော့ဒီ layer touch layer ကိုဒါနှစ်ခုခွဲလိုက်တာ duplicate ကိုနှိပ်လိုက်မယ်ဒါဆိုရင်ဒီ touch layer ကိုဒါနှစ်ခုခွဲလိုက်တာဒါကလိုအပ်မှခွဲပေါ့နော်မလိုအပ်ဆိုရင်ဒါခွဲစရာမလိုဘူးโอเคမခွဲဘူးဆိုရင်ကျွန်တော်တို့ဒီမြားလေးပြန်နှိပ်မယ်โอเคစာလုံးဒီစာတန်းကိုဆက်လက်ပြန်ပေးမယ်ဒီမှာ touch to speech ဆိုတာကကျတော့ကိုရေးလိုက်တဲ့စာကိုဒါအတန်နဲ့ပြန်ပြောတာပေါ့နော်โอเคဒီမှာကိုကဘာအတန်နဲ့ပြောမှလဲပေါ့ဒီမှာကိုကြားတဲ့အတန်နဲ့ပြောလို့ရတယ်မကာတွန်းတန်လည်းပါတယ်ဒီပုံမှာဆိုလည်းအတန်မျိုးရှိတယ် TikTok တို့အင်္ဂလိပ်ကျုပ်အင်ဒိုနီးရှားတို့Vietnamese လည်းရှိတယ်face female male အကုန်ရှိတယ်ကိုကြားရရွေးလို့ရတယ်ဒီထိတ်ဆုံးကတစ်ခုရွေးကြည့်လိုက်မယ် Morning. အဲ့တော့ဒီမှာအမှန်ကြီးလေးနှိပ်လိုက်မယ်ဒီမှာဆိုရင်ဒါကိုရေးလိုက်တဲ့စာကိုဒါသူတို့အတန်နဲ့ဒါပြန်ပြောတာပေါ့နော် Morning. โอเคအဲ့အတန်ကိုပြန်ဖြောင်းခြင်းလို့ဆိုရင်ဒီဘောကမြားလေးကိုပြန်နှိပ်လိုက်ရင်ရပြီโอเคဒီမှာ lesson တက်ဆိုတာကြတော့ဒါဒီစာတန်းကိုဗီဒီယိုအဆုံးထိထားတာlesson တက်ကိုနှိပ်လိုက်မယ်ဒါဆိုရင်ဒါစာတန်းကိုဗီဒီယိုအဆုံးထိဒါဆွဲလိုက်တာအရှိမတုန်းကလည်းဒီလက်နဲ့ဆွဲနည်းကိုပြခဲ့တယ်ပေါ့နော်ဒါလက်နဲ့မဆွဲချင်ဘူးဆိုရင်ဒီ lesson တက်ကိုဒါနှိပ်ပြီးဒါဗီဒီယိုအဆုံးထိဆွဲလို့ရတယ်โอเคမဆွဲချင်ဘူးဆိုရင်ဒီမြားလေးပြန်နှိပ်မယ်โอเคဒါဆိုသူ့မူရင်းနဲ့သူ့ရဲ့မူရင်းနဲ့ပြန်ရောက်သွားမယ်โอเคဒီမှာ effort ဆိုတာကကြတော့ဒါအရှိမလည်းရှင်းပြခဲ့ပြီဒီမှာကိုကြားတဲ့ effort သုံးလို့ရတယ်โอเคဒါကတော့ဗီဒီယိုမှာစာတန်းစုနည်းပါနောက်တစ်ခုအနေနဲ့ကျွန်တော် transition အကြောင်းကိုရှင်းပြပါမယ်
transition ဆိုတာက video clip တစ်ခုကနေနောက်ထပ် video clip တစ်ခုကိုကူးပြောင်းတဲ့ effect ကိုပြောတာပါဒီမှာဆိုရင် video clip နှစ်ခုကြားတဲ့ကဒီအဖြူအောင်အတုံးလေးကို transition လို့ခေါ်တယ်ကျွန်တော်ဒါကိုနှိပ်လိုက်မယ်ဒီမှာကိုကြားတဲ့ transition effect ကိုတုံးလို့ရတယ်ကျွန်တော်ဒီမှာ flat right ကိုဒါတုံးလိုက်မယ် transition ကတော့ video မှာတကယ်လို့အမှတုံးပါမလို့အရင်ဒါမတုံးပါနဲ့ transition တအားများလို့ရင်ဒါမျက်စိတအားရှုပ်လို့ပါ transition ကလည်းဒီမှာအမျိုးအစားအများကြီးရှိတယ်ကိုကြားတဲ့အမျိုးအစားဒါတုံးလို့ရတယ် transition ရွေးပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီမှာအမှန်ကြီးလေးနှိပ်လိုက်မယ်ပြီးရင် video ပြန် play ကြည့်မယ် okay ဒါတော့ဒါ transition ပါပြီးရင်ကျွန်တော်ဒီအောက်ကမြားလေးထွက်လိုက်မယ်ဒါတစ်ခုအနေနဲ့ effect ကိုရှင်းပြပါမယ်ကျွန်တော်တို့ effect ကိုနှိပ်လိုက်မယ်ဒီမှာ video effect ကိုနှိပ်မယ်ဒီမှာကိုကြိုက်တဲ့ effect တုံးလို့ရတယ်ကျွန်တော်ဒီမှာ open art ကိုရွေးမယ်ဗီဒီယို effect ကလည်းဒီမှာအမျိုးအစားအများကြီးရှိတယ်ဒီမှာကိုကြိုက်ရာတုံးလို့ရတယ်ပြီးရင်ဒီမှာအမှန်ကြီးလေးကိုနှိပ်ပြလိုက်မယ် okay ကျွန်တော်ဒီ effect လေးကိုဖိပြီးတော့ကိုလိုချင်တဲ့နေရာကိုထားလို့ရတယ်ဘာမှထားခြင်းလည်းပေါ့ဒီ effect ကိုဒါကျွန်တော်တော့အရှိမပဲထားလိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီ effect ကိုဆက်လက်ပြလိုက်မယ်ဆက်လက်ပြလိုက်ရင်ဒီ effect နဲ့တက်ဆိုင်တဲ့2ဘားတန်းလေးကအောက်မှာပေါ်လာတယ်ဒီမှာ adjust ဆိုတာကကြတော့ effect ကိုအနေအမြန်လောက်တာဒီမှာအနေအမြန်ကိုလိုလိုလုပ်လို့ရတယ်ဒီအမှန်ကြီးလေးနဲ့လာမယ်ဒီမှာ replace ဆိုတာကကြတော့ကိုကဒီ effect မကြိုက်လို့နောက်ထပ် effect ထပ်ချင်းခြင်းဒီမှာ replace ကိုနှိပ်ပြီးချိန်လို့ရတယ်ကျွန်တော်တော့မချိန်တော့ဘူးအမှန်ကြီးလေးနဲ့လာမယ်ဒီမှာ duplicate ဆိုတာကကြတော့ဒီ effect ကိုနောက်ထပ်တစ်ခုထပ်ပွားတာဒါတော့လိုမှပွားပါတော့ဒါမလိုအရင်မပွားတော့ဘူးဒီဘောမြားလေးကိုပဲပြန်နှိပ်လိုက်မယ် okay ဒါကတော့ video effect ဖြစ်ပါတယ် okay ပြီးရင်ကျွန်တော်တို့ဒီမြားလေးနဲ့ပြန်ထောက်လိုက်မယ်ဒီမြားပြန်နှိပ်မယ်နောက်တစ်ခုအနေနဲ့ဒီဗီဒီယိုမှာတက်ချင်းထည့်မယ်ဆိုရင်ဒီ audio ကိုနှိပ်မယ်ဒီမှာရွေးချယ်စရာတွေအများကြီးရှိတယ်ဒီမှာ extra ဆိုတာကကြတော့ဥပမာပြောရမယ်ဆိုရင်ကိုက YouTube တို့ TikTok တို့ကနေတချင်းဗီဒီယိုတွေ music ဗီဒီယိုတွေဖုန်းထဲမှာ download ထားတယ်အဲ့ဒီဗီဒီယိုတွေရဲ့တချင်းတန်ကိုပဲလိုချင်တယ်ဆိုရင် extra ကိုနှိပ်မယ်ပြီးရင် extra and add audio ကိုနှိပ်မယ် okay ဒီမှာတချင်းကရလာပြီ okay ဒီတချင်းလေးရာကိုဒါဖိပြီးတော့ဒါရှေ့ကိုပို့လိုက်မယ် okay ကျွန်တော်တို့ဒါဗီဒီယိုကိုနားထောင်ကြည့်မယ်โอเคဒါကတော့ကိုဖုန်းထဲမှာရှိတဲ့ဗီဒီယိုတွေကနေတချင်းတန်ကိုယူတာကိုကဒီတချင်းကိုမကြိုက်ဘူးဆိုရင်ဒီတချင်းကိုဆက်လက်ပြလိုက်မယ်ဒီအောက်မှာ delete ကိုနှိပ်လိုက်မယ်ဒါဆိုရင်ပြတ်သွားပြီဒီမှာ sound ဆိုတာကကတ်ထဲမှာပါတဲ့ဒါတချင်းတွေကိုထည့်တာကို sound နှိပ်လိုက်မယ်ဒီမှာတချင်းတွေအများကြီးပဲဒီပုံမှာလဲဒါတချင်းမျိုးစားတွေအများကြီးရှိတယ်။မှာကိုကြိုက်ရတော့ပါဒီမှာဒုတိယနေရာကဒါကျွန်တော်ခဏကရှင်းပြခဲ့တဲ့ဟာပဲဗီဒီယိုတွေကနေ music အတန်ကိုယူတာ extra audio from video ကိုနှိပ်မယ်။မှာကိုကြိုက်တဲ့ဗီဒီယိုတစ်ခုရွေးမယ်။ပြီးရင် extra and audio ကိုနှိပ်မယ်။ပြီးရင်ဒီညာဘက်မှာရှိတဲ့ device ဆိုတာကဒါကိုဖုန်းထဲမှာရှိတဲ့ MP3 music တွေကိုဒါထည့်တာโอเคဒီတချင်းထဲမှာဆိုရင်ဒီမှာအပေါင်းလေးကိုနှိပ်မယ်โอเคဒီမှာတချင်းရလာပြီဒီတချင်းကိုဒါရှေ့ပို့မယ်
တန်းနဲ့ဖိပြီးရှေ့ကိုဆွဲမယ်โอเคဗီဒီယိုကိုနားထောင်ကြည့်မယ် โอเคဒီတခြင်းမကြိုက်ဘူးဆိုရင်ဒါပြန်ဖြတ်မယ်ဆက်လက်ပေးမယ်ပြီးရင် delete ကိုနှိပ်မယ်โอเคပြီးရင်ဒီ sound နဲ့ပြန်သွားမယ်โอเคဒီမှာတတိယနေရာမှာရှိတဲ့ TikTok နဲ့ TikTok ပုံတဲ့ဟာကဒါကိုယ့်ရဲ့ကတ်ကို TikTok နဲ့ချိန်ပြီး TikTok ကတခြင်းတွေကိုယူတာ TikTok နဲ့ချိန်ချင်ရင်ဒီ log into TikTok ကိုနှိပ်မယ်ဒီမှာကိုက TikTok အကောင့်နဲ့ဒါချိန်ရမှာပဲเนาะကိုကချိန်မယ်ဆိုရင်မှာ continue ကိုဆက်နှိပ်မယ်မချိန်ဘူးဆိုရင်ဒါပြန်ထွက်လာမယ်ပြီးရင်ဒီညာဘက်တောက်ကဟာကဒါကို favorite ထားခဲ့တဲ့ချင်းတွေကိုထည့်တာဥပမာပြောမယ်ဆိုရင်တော့ဒီဘောက်နှိပ်လိုက်ပထမဆုံးဟာကိုနှိပ်လိုက်ဒီမှာကျွန်တော်တို့ကဒီတချင်းကိုကြိုက်တယ်โอเคဒီတချင်းကိုကြိုက်လို့ဒီမှာ favorite ဆိုတဲ့ button လေးကိုနှိပ်လိုက်မယ်โอเค favorite ဆိုတဲ့ button လေးကိုနှိပ်လိုက်ရင်ဒီညာဘက်တောက်မှာဒီတချင်းက favorite အနေနဲ့လာပေါ်ပါတယ်โอเคဒီတချင်းလေးကိုကြာရင်ဒါနားထောင်ကြည့်မယ်ပြီးရင်ဒီမှာအပေါင်းလေးကိုနှိပ်မယ်โอเคတချင်းကိုပြီးရှေ့ကိုဆွဲမယ်โอเคကျွန်တော်ဗီဒီယိုပြန် play ကြည့်မယ်โอเคကျွန်တော်တို့မကြိုက်ရင်ဒါဆက်လက်ပေးပြီးပြန်ဖြတ်လိုက်မယ်โอเคဒီမှာတတိယနေရာမှာရှိတဲ့ sound FA ဆိုတာကဒါဗီဒီယို edit လုပ်တဲ့နေရာမှာအရန်ကိုအရေးပါတယ်โอเค sound FH ကိုနှိပ်လိုက်မယ်โอเคဒီမှာအတန်ကတော့မျိုးစုံရှိတယ်ဒါကိုကြိုက်ရသုံးလို့ရတယ်ဒီအတန်တွေကိုဒါ touch animation တွေဒါမှမဟုတ်ရင် transition တွေနဲ့ဒါတွဲသုံးလို့ရတယ်ဒီမှာလည်းအမျိုးအစားတွေအများကြီးဒါကိုကြိုက်ရသုံးလို့ရတယ်blog ဆိုရင် blog နဲ့ပတ်သက်တာတွေရှိမယ်ဒီမှာ game ဆိုရင် game နဲ့ပတ်သက်တာရှိမယ်โอเคကိုကြိုက်ရရွေးပြီးအမှန်ကြီးလို့နှိပ်ပြလိုက်မယ်ဟိုကျွန်တော်တော့ဒါမှမရွေးတော့ဘူးโอเคဒီမှာသရုပ်ထားနေရာမှာရှိတဲ့ record ဆိုတာကဒါဗီဒီယိုထဲမှာကိုယ့်ရဲ့အတန်ကိုသွင်းတာဥပမာကိုကဗီဒီယိုတစ်ပုတ်ရလိုက်တယ်အဲ့ဗီဒီယိုထဲမှာကိုယ့်ရဲ့အတန်ကိုထည့်ခြင်းဒီ record ကိုနှိပ်မယ်အလယ်က mic ပုံစံကိုနှိပ်လိုက်ရင်ဒါ3 2 1ဆိုတာနဲ့ကိုပြောမဲ့အကြောင်းအရာတွေကိုစပြောလို့ရပြီcontinue ကိုနှိပ်မယ်အမှန်ကြီးလေးနှိပ်ပြလိုက်မယ်ပြီးရင်ကိုပြောတာတွေကိုပြန်နားထောင်ကြည့်ပါကိုရက်မှဆိုရင်ဒီ mic ပုံစံလေးတက်နေလိုက်ကိုနားထောင်ကြည့်လို့မကြိုက်ဘူးဆိုရင်သူ့ကိုဆက်လက်ပေးလိုက်ပြီးမှ delete ကိုပြန်နှိပ်လိုက်ပြီးရင်ဒီမှာ record နှိပ်ပြီးတော့ဒါအတန်ပြန်သွင်းလို့ရတယ်โอเคကျွန်တော်တော့မသွင်းတော့ဘူးဒီမှာ touch to audio ဆိုတာကဒီမှာကိုကစာရေးလိုက်တယ်ရေးလိုက်တဲ့စာကိုအောက်မှာရှိတဲ့ဒါလူတွေရဲ့အတန်နဲ့ပြောမယ်ဆိုရင်ကျွန်တော်တို့ဒီမှာတစ်ချက်ထောက်လိုက်မယ်โอเคကျွန်တော်တို့ဒီမှာစာရေးမယ်โอเคမော်လမြိုင်လို့ရေးလိုက်မယ်ပြီးမှ done ကိုနှိပ်မယ်ပြီးရင်အောက်မှာကိုကဘဒုတန်ကိုလိုချင်တာလဲပေါ့နော်ဒါကိုလိုချင်တဲ့တန်ကိုထည့်လို့ရတယ်မှာ fuse ကိုလိုချင်တာလားဒါမှမဟုတ် atom ကိုလိုချင်တာလားပီတာကိုလိုချင်တာလားဆိုကျွန်တော်ပီတာကိုရွေးလိုက်မယ်မော်လမြိုင် โอเคပြီးရင် next ကိုနှိပ်မယ်
Okay ဒါဆိုရင်ဒီမှာအတုံးသေးအောက်မှာအတုံးသေးလေးနဲ့ဒါပေါ်လာပြီပေါ့နော် Okay ဒါကျွန်တော်ပြန်နှားထောင်ကြည့်မယ် Molly. Molly. Okay သူကဒါမျိုးလေးဒါပြောပြီးတယ်ပေါ့နော် Okay ဒီနေ့ဗီဒီယိုမှာပြောပြတော့တာကဒါကပ်မှာအခြေခံသင်ခန်းစာတွေဖြစ်တဲ့ Video on တာဗီဒီယိုတွေဆက်လက်ပေးတာပြီးရင်ဗီဒီယိုမှာမလိုအပ်တဲ့အပိုင်းတွေဖြတ်ဖို့ split လုပ်တာပြီးရင်ဗီဒီယိုရဲ့အရွယ်အစားကိုညှိတဲ့ဒါ aspect ratio ပြီးရင်ဗီဒီယို timeline ကိုချုပ်တာဗီဒီယို timeline ချဲ့တာပြီးရင်ဗီဒီယိုရဲ့ volume ကိုတိုးတာလျှော့တာပြီးရင်ဗီဒီယို clip တွေထပ်ထည့်တာပြီးရင် overlay ဗီဒီယိုတွေထည့်တာပြီးရင်ဗီဒီယိုမှာစာတန်းထိုးတာပြီးရင်ဗီဒီယိုမှာ transition လေးတွေထည့်တာပြီးရင်ဗီဒီယိုမှာ video effect တွေထည့်တာပြီးရင်နောက်ဆုံးတစ်ခုကတော့ဒါဗီဒီယိုမှာတခြင်းတွေထည့်တာဒါ audio တွေထည့်တာပေါ့နော် Okay ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုလေးကအကျိုးရှိရဆိုရင် comment မှာတစ်ခုခုရေးခဲ့ပါနောက်လည်းဒီလိုအကျိုးရှိတဲ့ဗီဒီယိုတွေထပ်ကြည့်ရဖို့ channel လေးကို like and subscribe လုပ်ထားကြပါကပ် lesson 2မှာပြန်ဆောင်ကြမယ်အားလုံးကိုကျေးဇူးတင်ပါတယ်